အမုံအိတ်တော့မလို့ဒီလားကျေးဇူးအများကြီးတင်ပါတယ်အမုံလည်းတအားကိုစိတ်ပူအောင်လုပ်မိတာမဟုတ်ဘူးဒီလားအမုံအခုလိုမျိုး share ပြီးတော့လေအမအခုဒီမှာ WhatsApp ကအမကိုကူညီမယ်ဆိုပြီးတော့လေဖုန်းနံပါတ်ကိုအမလုံးဝစာမပြန်လို့လေအဲ့ဒါကြောင့်တကယ်ကိုပဲဝမ်းသာတယ်ဒီလားနော်အဲ့ဒါကြောင့်မို့အမုံအမြဲတမ်းပြောတော့အိုမန်တူပိုင်းလုံးဝမသွားစေချင်ဘူးပေါ့နော်စားနဲ့ပဲစားရတယ်တိုက်ပိတ်ပြီးတော့ခံရတယ် agent တွေကလည်းဘာမှလုပ်မပေးဘူးအဲ့ဒီအတွက်လည်းအမုံတအားကိုမှစိတ်မကောင်းဖြစ်တဲ့အမုံအဲ့ဒီ post ကိုတွေ့ချင်းအမုံလေးအခုလိုမျိုး sharing ပေးတာပေါ့နော်ဒီအမုံတို့စင်ကာပူမှာကျတော့ခုညီတဲ့အမတွေရှိတယ်လေနော်အဲ့ဒီမှာအခုဒီမှာဒီနောက်ခါဆိုလို့ရှိရင်ဒီ share စီမှာအကုန်လုံးဒီ share လုပ်ပေးတယ်အမုံတို့ရှိမှာ agent တွေလိန်တာပဲဖြစ်ပေါ့နော်တကယ်လို့အခက်ခဲတစ်ခုခုပေါ့နော်အိမ်ရှင်ကပတ်စံမပေးတာပဲဖြစ်ဒါမှမဟုတ်ဘူးဆိုထိခိုက်နစ်နာမှုအလုပ်တွေမှာထိခိုက်နစ်နာမှုဖြစ်သွားရင်လည်းအကုန်လုံးမုံတို့မြန်မာလူမျိုးတွေဘက်ကနေကာကွယ်ပေးတဲ့ဒီ share ပါလို့ဒါပေမဲ့အခုလိုမျိုးပြန်ရောက်သွားတဲ့အတွက်ကျေးဇူးအများကြီးတင်တယ်နော်ဘလို့ပဲဖြစ်အခက်ခဲတစ်ခုကနေကြော်လွားနိုင်တယ်ပေါ့နော်အမုံလည်းအဲ့ဒါအမြဲတမ်းနေဘယ်ချိန် reply ပြန်မလဲလို့ကြည့်တာအမုံအဲ့တဲ့အချိန်ကြီးလားအဲ့နေမှာဟဲ့ comment တွေရေးတာများလိုက်တကယ်ပဲဝမ်းသာပါတယ်လို့နော်အခက်ခဲသူကခဏလေးပဲအဆင်ပြေသွားမှာပါလို့ fighting လို့နော်တကယ်ကိုပဲဝမ်းသာပါတယ်နော်အမနော်